Shalom along by Minglaba, Vishunamana no concetabare, Goshen ayes sore no pado apie, con abene, Wimia chimare, Goshen ayes sore Goshen biga, General Bemato Yamalesoro, Tramioya Jandema, Idila Lumiore, Egro time pima, Jun can neare chema, Egro time be the sick the pine pide. ပြည်နယ်တစ်ခုဒါမှမဟုတ်ရင်အရက်ဒေတာတစ်ခုခေါ်ဝေါ်တဲ့နာမည်ကတော့ Goshen ဆိုတဲ့အရက်ဖြစ်တယ်ဆိုတော့အဲ့ဒီ Goshen အရက်မှာဘယ်သူတွေကတဲခိုပြီးတော့နေထိုင်လဲလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာအဲ့ဒီ Goshen အရက်မှာဣတိယေလလူမျိုးတွေနေထိုင်ကြတယ်တဲခိုကြတယ်ကျက်စားကြတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ထွတ်မြောက်ရကျမ်းခန်းကြီး10အပိုင်ငယ်20နှစ်ငါဒီမြေကြီးအလယ်၌ထာဝရဘုရားဖြစ်ကြောင်းကိုတင်သိစေခြင်းကငါဤလူတို့နေရာဂေါရှင်ပြည်ကိုထိုနေ့၌ငါခြားနာစေ၍ထိုပြည်၌ရင်ရဲမရှိရပြီးတော့ထွတ်မြောက်ရာကျမ်းခန်းကြီးကိုအပိုင်ငယ်26တုတ်ရွာတွင်ဣတေလအမျိုးသားနေရာဂေါရှင်ပြည်၌မိုးတီမကြမရွာအသက်ရှင်သောနှုတ်ပတ်တော်ဖြစ်သည့်အတွက်ဈာနာတူရောက်တိုင်းနှုတ်ပတ်တော်အဖြစ်ဘုရားကောင်းချီးပေးပါစေဘုရားသခင်ကမောရှေနဲ့အာရုန်ကိုဘုရားကအသုံးပြုပြီးတော့ဣတေလလူမျိုးတွေအဲဂရုပီကနေပြီးတော့ထွက်မြောက်ဖို့ရန်အကြောင်းဖြစ်လာတဲ့အချိန်မှာဘုရားသခင်ကအီဂျစ်တိုင်းပြည်မှာအဲဂရုတိုင်းပြည်မှာကာလနာကတ်ကာလဘုရားသခင်က10ခုကိုဘာဖြစ်လဲဆိုတော့ပေးကြုံစေတယ်ဘုရားကပေးတွေ့တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ကရေကိုအသွေးဖြစ်စေတဲ့အရာပြီးတဲ့အခါမှာเนาะကျွန်တော်တို့ဖားတွေရင်ကောင်းတွေပြီးတဲ့အခါမှာတကက်ကာလနာတွေများစွာဘာဖြစ်လဲဆိုတော့အဲဂရုတိုင်းပြည်မှာ10ခုဘာဖြစ်လဲဆိုတော့သူတို့တွေကြုံတွေ့ရတယ်နောက်ဆုံးတစ်ခုကတော့ဘုရားသခင်ကတာဦးတွေကိုတတ်တဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်ကာလတစ်ခုကိုကျွန်တော်တို့ကြည့်ရအခါမှာအမတမအေဂရုတိုင်းပြည်မှာငိုကြွေးခြင်းမိတမ်းခြင်းနဲ့နော်တကယ်ကြီးမားတဲ့အခက်အခဲတစ်ခုကိုရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့2019 20ဆိုတဲ့အချိန်ကာလကိုကျွန်တော်ကြည့်အခါမှာတကဘာလုံးအတိုင်းအတာမှာဘာကြုံရလဲဆိုတော့ကိုဗစ်ကပ်ကာလကြုံရတယ်ဆိုတော့ဒါကကိုဗစ်ဆိုတဲ့ကာလနာတစ်ခုပဲဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြည့်ရအခါမှာအဲဂရုအတိုင်းပြည်မှာတော့ကာလနာ10ခုဆိုတော့ဘလောက်တောင်ခက်ခဲမလဲဘလောက်တောင်ဒီနေ့သူတို့တွေရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့အရာကိုကျွန်တော်တို့သုံးသပ်ကြည့်လို့ရတယ်ဆိုတော့ဒီမှာ10ခုလောက်ကြုံရတဲ့အခါမှာအလူအလဲဖြစ်နေတဲ့အချိန်ကာလမှာအံ့ဩစရာကောင်းတဲ့အရာတစ်ခုကိုကျွန်တော်နှုတ်ပတ်တော်လေ့လာရင်းနဲ့ကျွန်တော်တွေ့တယ်အဲ့ဒီအရာကဘာလဲဆိုဂေါရှင်ပြည်ဂေါရှင်အရက်မှာတော့အံ့ဩဖွယ်ကောင်းတဲ့အရာကဖယားသခင်ရဲ့လူမျိုးတော်စုဖယားသခင်ရဲ့လူမျိုးတွေနေထိုင်ရာအရက်ဖြစ်တဲ့အဲ့ဒီပြည်မှာအဲ့ဒီအရက်မှာဘာဖြစ်လဲဆိုတော့ရင်ရဲမရှိဘဲနဲ့မိုးတီးမကြမရွာဘဲနဲ့အဲ့ဒီဂေါရှင်အရက်ကိုဘုရားသခင်ကခြားနာစေပြီးတော့သူ့ရဲ့လူမျိုးနွယ်စုကိုဘုရားသခင်ကကွဲကာစောင့်ရှောက်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ထို့ဘုရားနာမဘုန်းကြီးပါစေ။ဒါကြောင့်ဒီအကြောင်းအရာအဖြစ်ခွန်အားပေးခြင်းတဲ့အရာကမိတ်ဆွေဒီနေ့ဒီနှုတ်ပတ်တော်ကိုနားထောင်တဲ့သူခွန်အားပေးခြင်းတယ်။ဒီနေ့သင်နဲ့ကျွန်ုပ်ဒီလဲယေရှုခရစ်အားဖြင့်ယေရှုအသွေးတော်အားဖြင့်အာမင်ယေရှုခရစ်အားဖြင့်ယေရှုအသွေးတော်အားဖြင့်ဒီနေ့သင်နဲ့ကျွန်ုပ်ဒီလဲဘေးကင်းစွာနဲ့လုံခြုံစွာနဲ့ဒီနေ့ဖယားရဲ့ကွယ်ကာခြင်းဖယားရဲ့ဆောင်မခြင်းဖယားရဲ့ဂျေဇုပြုတ်ခြင်းကိုခံစားရရှိတော်သူဖြစ်တယ်ဆိုတဲ့အရာကိုတဖန်
ပြန်ပြီးတော့ခွန်အားပေးခြင်းဖခင်ကဓမ္မဟောင်းကာလမှာသူ့ရဲ့လူမျိုးနွယ်စုကိုအမြဲတမ်းကြွယ်ကာဆောင်းပါတဲ့တော့ဓမ္မတစ်ကာလမှာယေရှုရဲ့အသွေးနဲ့အသက်နဲ့ရွေးနှုတ်ခြင်းခံရတဲ့ဖခင်ရဲ့သားသမီးတွေတင်တဲ့ကျွန်ုပ်ကိုအသင်းတော်ကိုယုံကြည်သူတွေကိုဖခင်ကအမြဲတမ်းကြွယ်ကာဆောင်းရှောက်နေတာဖြစ်တယ်အာမင်ထိုနည်း၎င်းပဲကျွန်တော်တို့ယုံကြည်သူတွေဒီနော်ကျွန်တော်တို့ယဉ်နီးပြီးသားဖြစ်တဲ့138ခုမြောက်သောစာလအပိုင်းငယ်8နဲ့9မှာနှုတ်ပတ်တော်လာသည့်အတိုင်းကျွန်တော်တို့ယုံကြည်သူတွေဒီလည်းထာဝရဘုရားကိုခိုလုံခြင်းလူကိုကိုးစားခြင်းတဲ့နော်ထာဝရဘုရား၌ခိုလုံပြီးတော့မင်းကိုကိုးစားခြင်းတဲ့ထာဝရဘုရား၌ခိုလုံတော်သူတွေဖြစ်ဖို့ရန်တဲ့ခွန်အားပေးခြင်းနဲ့ဘာလို့လဲထာဝရဘုရားဒီကျွန်တော်တို့ရဲ့ခိုလုံရာကျွန်တော်တို့ရဲ့ရဲတိုက်ကျွန်တော်တို့ရဲ့ကြောက်ဆောင်ဖြစ်တယ်မုန်တိုင်းကြတော့အခါကွယ်ကာယာကြောက်သည်ထိုယေရှုခရစ်တော်ဖြစ်တယ်အာမင်ထိုယေရှုခရစ်တော်ထဲမှာကျွန်တော်တို့ရှိနေတယ်ထိုဖခင်ကိုဒီနေ့ကျွန်တော်တို့ခိုလုံတယ်ထိုဖခင်ကိုကိုးစားတယ်ဆိုရင်ထိုဖခင်ကလည်းဒီနေ့သူ့ကိုကိုးစားတဲ့သူ့ကိုခိုလုံတဲ့သူ၌မိဝဲတော်သူကိုအမြဲတမ်းကွယ်ကာဆောင်းမယေရှုပြုတော်ဖခင်ခင်ဖြစ်တယ်ဓမ္မဟောင်းကာလမှာဣတိလလူမျိုးတွေကိုဖခင်ကွယ်ကာဆောင်းပါတယ်ဓမ္မတစ်ကာလမှာအသင်းတော်ယုံကြည်သူတွေတင်းနဲ့ကျွန်ုပ်ကိုလည်းဖခင်ကကွယ်ကာတယ်ဆောင်းမတယ်ယေရှုပြုတယ်ကောင်းကြီးပေးမဲ့ဖခင်ဖြစ်တယ်ဒါကြောင့်ဂိုရှင်အရက်ဆိုတဲ့အရာကဘာကိုပုံဆောင်လဲဖခင်ရဲ့ကွယ်ကာခြင်းကိုပုံဆောင်တယ်ဖခင်ရဲ့အတူရှိခြင်းကိုပုံဆောင်တယ်ဖခင်ရဲ့ဒီနေ့မျက်နှာသာပေးခြင်းကိုပုံဆောင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့သင်နဲ့ကျွန်ုပ်ဒီလေယေရှုခရစ်အားဖြင့်ဒီနေ့ဖခင်ရဲ့အတူရှိခြင်းကိုခံစားရတော့သူအေမာနွေလဖခင်ရဲ့အတူပါရှိခြင်းကိုခံစားရတော့သူဖခင်ရဲ့မျက်နှာသာခံစားရတော့အခွင့်ဖခင်ရဲ့စိတ်တော်နဲ့တွေ့ရတော့အခွင့်ဖခင်ရဲ့ချစ်ခြင်းမေတ္တာကွယ်ကာဆောင်မခြင်းကိုယေရှုခရစ်အားဖြင့်ဒီနေ့သင်နဲ့ကျွန်ုပ်ဒီပိုင်ဆိုင်ပြီးတော့ကျွန်တော်တို့ဟာလည်းဂေါရှင်အရက်ဖြစ်နေတယ်ဆိုတဲ့အရာအဖြစ်ခွန်အားပေးနဲ့ဝေမျှခြင်းနဲ့အရောက်တိုင်းသောပတ်တော်အဖြစ်ဖျားကောင်းချီးပေးပါစေအာမင်